ဝတင်တဲ့အချစ်သက်ကိုလမ်းခုလက်မှာတွေ့နိုင်ပါတယ်အချစ်ခရီးလမ်းရဲ့အစတယောက်တည်းကော်ဖီဆိုင်ထိုင်ရင်လူစိမ်းတယောက်ရဲ့အပြုံးကတင်းဘဝဇလံကိုပြောင်းလဲသွားစေနိုင်ပါတယ်နေဝင်စည်းစာချင်းဘေးရလူကဓာတ်ပုံလေးရိုက်ပြီးပါလားဆိုတဲ့စကားအချစ်ဇလံရဲ့အစဖြစ်သွားနိုင်တယ်ကဘာကြီးကတင်းအတွက် match maker တယောက်ပါပူရာယုံမှာလက်ဆွဲအိတ်တူတူသိရင်ချစ်သူဖြစ်သွားတဲ့ဇလန်းတွေကအမှန်တကယ်ရှိပါတယ်ဟိုတယ်လော်ဘီထဲမှာညနေခင်းစကားဝိုင်းလေးတစ်ခုကဘဝလက်တွဲပေါ်တယောက်ကိုမိတ်ဆက်ပေးနိုင်တယ်အထီးကျန်မှုကိုခရီးစဉ်အဖြစ်ပြောင်းလဲလိုက်ပါခရီးသွားတိုင်းမှာသူ့ဇလန်းနဲ့သူရှိပါတယ်တင်းရဲ့ဇလန်းအစ်စ်ကနောက်မီညူးစာရွက်ပေါ်မှာစောင့်နေပါတယ်